အာတီတာကဒဏ်ရာအယောင်ပြပြီးကစားသမားတွေကိုအာဆင်နယ်စီပြန်ခေါ်နေတာကတော့ရုပ်ပေါက်လွန်းပါတယ်နိုင်ငံတကာပွဲစဉ်တွေရုပ်တိုင်းအာဆင်နယ်ရဲ့အဓိကကစားသမားတွေဟာဒဏ်ရာရတဲ့အောင်အကြောင်းပြချက်တွေနဲ့အသင်းစီစောစောစီးစီးပြန်ရောက်လာလိမ့်ရှိတာဟာအာတီတာရဲ့တိတာလွန်းတဲ့လက်ကွက်တစ်ခုဖြစ်တယ်လို့ကာရီကာကဆိုပါတယ်အမတ်ပေးစရာထိပ်ပိုက်မှာအားပြိုင်မှုပြင်းထန်နေချိန်မှာမိမိအသင်းကကစားသမားတွေပင်ပန်းမှုမရှိဘဲအင်အားအပြည့်ရှိနေစေဖို့အခုလိုမတန့်ရှင်းတဲ့နီလန်းကိုသုံးဆွဲနေတာဟာအားကစားစစ်တပ်ကိုဘေးချိတ်ထားခဲ့လို့ရဖြစ်ကဲလို့သူကဖြစ်တင်လိုက်ပါတယ်အောင်မြင်မှုကိုလိုချင်တာတဘာဝကျပေမဲ့အချင်းသိက္ခာပိုင်းကိုတော့ထိမ့်သိမ့်ဖို့လိုတယ်လို့ကာရီကာကသတိပေးပါတယ်အာဆင်နယ်လိုအစင်လာကြီးမားတဲ့ကလပ်အသင်းကြီးတဲ့ဟာလှည့်ကွက်တွေနောက်မှာပုံနေမြအစားတရားမျှတတဲ့ရှင်ကိုင်မှုနယ်ပဲတက်တည်ပြတင်တာပါအခုလိုနိုင်ငံတကာပွဲစဉ်ဒီမှာကစားသမားတွေရဲ့နိုင်ငံကွန်ဆောင်ခွင့်ကိုအဟန့်ဒါးလောက်ကီပိုချိုးချီတာဟာရေရှည်မှာအသင်းရဲ့ပုံရိပ်ကိုပါထိခိုက်လာနိုင်ပါတယ်ပြိုင်ဘက်အသင်းတွေအတွက်ရောဘောလုံးလောကအတွက်ပါစံပမထက်တဲ့အာတီတာရဲ့ဒီလူချန်နီးဗျူဟာအပေါအာဆင်နယ်ပရိကတ်တွေကတော့ဘလို့မြင်ကြလဲတကယ်ပဲဒါဟာပါနတ်တဲ့နီးဗျူဟာတစ်ခုလားဒါမှမဟုတ်ကာရီကာပြောသလိုဂုံတိတ်ခါမေးတဲ့လက်ရက်လားဆိုတာမှတ်ချက်ပေးခဲ့ကြပါအောင်